သွားတိုက်စီသုံးလိုက်ရုံနဲ့ပြည်လေသွားမဲ့သွားနေကြရင်ပြဿနာ၃ခုအကြောင်းပြောပြပေးခြင်းပါတယ်ဒါပေမဲ့အဲ့ဒီပြဿနာတွေဒီအမှုစာအဆင့်ပုံမှန်အဆင့်လောက်တော့ရှိရမှာပေါ့နော်အရန်ဆိုးဆိုးရွားအခြေအနေမဟုတ်ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့သွားတိုက်စီလေးနဲ့ဖြည့်ရှင်းလို့ရတယ်သွားနေကြရင်ပြဿနာ၃ခုရှိပါတယ်ပထမဆုံးတစ်ခုကတော့သွားကျင်တာပေါ့နော်သွားကျင်တဲ့သူတွေအထူးသဖြင့်ဆိုရင်အချိုတွေစားရင်အချင်းတွေစားရင်အပူအေးတွေစားရင်သွားတွေကျင်တယ်ဆိုတဲ့လူနာတွေကကြတော့သွားကျင်တာပြောက်တဲ့သွားတိုက်စီလေးစမ်းပြီးတော့အရင်ဆုံးသုံးကြည့်ပါလို့နော်သွားကျင်တာပြောက်တဲ့သွားတိုက်စီကဆေးဆိုင်တွေစူပါမားကတ်တွေမှာသွားပြီးတော့မေးပြီးဝယ်လို့ရတယ် desensitizing toothpaste လို့ခေါ်တယ် for sensitive teeth ဆိုပြီးတော့ရေးထားတယ်ပေါ့နော်ကျမတို့တော်တော်များများသိတာဆိုလို့ရှိရင် TV မှာလည်းကြော်ညာတာဆို Sensodyne ရှိမယ်တော်တော်များများလည်းသိတယ်တခြားတစိမ့်တွေလည်းအများကြီးတော့ထွက်ပါတယ်အဲ့ဒီဟာလေးကိုနဲ့အဆင်ပြေမဲ့တစိမ့်ကလေးရွေးပြီးတော့ဝယ်ပေါ့နော်သွားကျင်တယ်ဆိုလို့ရှိရင်သွားကျင်ပြောက်တဲ့သွားတိုက်စီလေးသုံးလို့ရတယ်ဒါမှမဟုတ်ကျင်ရုံနဲ့လည်းမဟုတ်တော့ဘူးကြိုက်တဲ့အဆင့်မှာဆိုလို့ရှိရင်တော့ကျမတို့ကသွားတိုက်စီနဲ့မရတော့ဘူးသွားစိတ်ခန်းကိုသွားမှာပဲရတော့မှာပေါ့နော်နောက်ထပ်ဒုတိယအခြေအနေကကြတော့သွားအရန်ပိုးစားလွယ်တဲ့သူတွေသွားအရန်ပိုးစားတာပဲဘလောက်ပဲသွားပဲတိုက်နေသွားအရန်ပိုးစားတယ်ဆိုတဲ့လူတွေကကြတော့ fluoride အနည်းဆုံး1000 ppm ပါတဲ့သွားတိုက်စီကိုရွေးပြီးတော့တိုက်ဖို့လိုတယ်ပေါ့နော်အဲ့ဒါမှသွားပိုးစားလွယ်တဲ့သူတွေကကြတော့ fluoride ပါတဲ့သွားတိုက်စီလေးတိုက်ပြီးမှပဲဒီကြွေထွာလေးတွေကိုပြန်ပြီးတော့တဘာဝတိုင်းပြန်ဖြည့်တဲ့သဘောမျိုးလေးသူကလုတ်ပြီးတာ哦ဆိုတော့ fluoride ပါတဲ့သွားတိုက်စီလေးသုံးပြီး1000 1500အဲ့လိုမျိုးလေးသုံးလို့ရတယ်နောက်တော့အဓိကအားဖြင့်ဆိုရင်ကလေးတွေမှာပေါ့နော်ပိုးစားလွယ်တယ်ကလေးသွားလေးတွေကကြာလူကြီးသွားလို့မဟုတ်ဘူးနုတယ်ဆိုတော့ဟိုပျော်လေးတွေနုလေးတွေဆိုတော့သွားပိုးစားလွယ်တဲ့အခါ fluoride ပါတဲ့သွားတိုက်စီလေးတွေကလေးတွေကိုကြာတော့မဖြစ်မနေသုံးပေးဖို့လိုတယ်ပေါ့နော်နောက်ထပ်တတိယပြဿနာကကြတော့သွားဖြူကျင်တဲ့သူတွေဆိုတော့ဟိုငယ်ကလေးကမွေးကင်းစတဲ့ကသွေးထဲမှာ tetracycline တွေထိထားလို့သွားရအယောင်ကြီးမဲနေတာတို့ fluoride တွေစားတဲ့တောက်တဲ့ရေထဲမှာသုံးတဲ့ရေထဲမှာနေတဲ့နေရာကြောင့်မို့လို့ပေါ့နော်မြန်မာနိုင်ငံအလဲပိုင်းတို့ဘာလို့တချို့နေရာတွေမှာဆို fluoride ပါတဲ့ရေတွေတောက်တဲ့တချို့လူတွေဆိုရင်သွားတွေမဲနေတာမျိုးအတန်းလိုက်ကြီးမဲနေတာမျိုးတွေရှိတတ်တယ်အဲ့လိုမျိုးဆိုလို့ရှင်တော့ကျမတို့ကဒီသွားတိုက်စီနဲ့တိုက်ရုံနဲ့ဖြူသွားမှာတော့မဟုတ်ဘူးပေါ့နော်သွားကိုတခြား treatment တွေလုပ်ရမှာပေါ့နော်ဒီလိုမျိုးမှမဟုတ်ပဲပုံမှန်လောက်ဆိုလို့ရှင်တော့သွားတိုက်စီလေးသုံးလိုက်ရုံနဲ့သွားလေးတွေကပြန်ဖြူလာနိုင်ပါတယ်ဒီဘက်ခေတ်မှာတော်တော်များများသွားတိုက်စီတွေကလည်းတော်တော်လေး effective ဖြစ်လာကြပြီဆိုတော့သွားတိုက်စီလေးသုံးလိုက်ရုံနဲ့ပြည်လေသွားမယ့်ပြဿနာဆိုသွားဖြူတာကိုလည်းထည့်တွက်ထားဖို့လိုတယ်ပေါ့နော်ဟုတ်ကဲ့သိချင်တာလေးတွေရှိရင်အောက်မှာ comment လေးရေးခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်